ကာကြီးခါခွေခငယ်ကာကြီးငါဒါကာကြီးဥသိတဲ့အလုံးငါလုံးစာလုံးစလိန်ဇာခွဲဇမ်းမြင်စွဲညဒါတအုပ်စုဒါတလေးရိတ်ထောင်းမဲ့တိုင်းကောင်းတိုင်းမုံနာကြီးတောင်းမှုထားစင်သူဒါတွေဒါဝဲချိုက်နာငယ်ပါလောဘဝတ္ထုဘာလက်ချိုက်ဘာကုန်မအုပ်စုကြီး၅ခုရှိတယ်ဟောဒီဘယ်ဘက်အစွန်မှာကာကြီးလေးရှိတယ်စာလုံးရှိတယ်တာတလေးရိတ်ရှိတယ်တောင်းမှုရှိတယ်ပါစောဟောဒီညာဘက်မှာငါရှိတယ်ညရှိတယ်နာကြီးရှိတယ်နာငယ်ရှိတယ်မကြီးကြည်နော်ဗမာစာတော်အောင်ရောအောင်စာမဟုတ်ဘူးနိုင်ငံငယ်လေးမဟုတ်လို့ကဘာမကြောတာဟောဒီမှာကြည့်အသက်တတ်ရင်ဘယ်အလုံးနဲ့ညာအလုံးတတ်တယ်အလဲကောင်အသုံးလုံးမတတ်ဘူးတတ်ရင်ဗမာစာမဟုတ်ဘူးမရှုပ်ရကျွန်တော်ထပ်ရှင်းအောင်မယ်ကာယေကသကဲ့ဟာဘယ်လုံးကဲ့ကာယေငါသကင်းခါခွေးတတ်တာမရှိဘူးဂငယ်တတ်တာမရှိဘူးဂါကြီးတတ်တာမရှိဘူးရှိရင်ဗမာစာမဟုတ်ဘူးပါဠိသက်လာတာပါဠိသက်ကာယေသတကဲ့ကာယေညတကီစာလိတတ်တာမရှိဘူးဇာခွဲတတ်တာမရှိဘူးဇမြင်တတ်တာမရှိဘူးတော်အောင်စာမဟုတ်ဘူးဒါဒီဘာလို့ဘယ်သူဖြောက်ပြစ်ခဲ့တာတော့ဘယ်သူမတတ်အောင်လုပ်ပြစ်ခဲ့တာတော့အဲ့ဒါဒုတိယကျောင်းစံထားရဲ့ဝါရတပကာသတိမှာဟောတော့ကြီးရှိတဲ့စာအုပ်ကြီးတွေမှာထပ်ပြောဦးမယ်ဟောဒီဘယ်လုံးကာကြီးရဲ့စာလုံးရဲ့တတ်လေးကြီးရဲ့တာဦးရဲ့ပါစောက်ကတိုင်အမှန်မပြောင်းရဘူးဟောတဲ့ငါရဲ့ညရဲ့နာကြီးရဲ့နာငယ်ရဲ့မရဲ့တတ်ထားရဲ့ပထမခေယာကတတ်တဲ့ခေယာကပြောင်းထွက်ရတယ်ကျွန်တော်ရှင်းမအောင်မယ်မရှုပ်ပါနဲ့တရက်ပင်ကာကြီးတတ်ထားတဲ့နောက်ကပင်ဟာပင်ပါပဲစပြစ်ပင်စာလုံးတတ်ထားတဲ့နောက်ကပင်ဟာပင်ပါပဲစိတ်ညစ်တယ်ဗျအမန်းလေးမှာအဲ့ဒီဟာတွေလာနေတယ်ကျွန်တော်ဘယ်နဲ့လောက်မှလည်းမသိဘူးစိတ်ဓာတ်တော်တော်ကြတယ်ညောင်ပင်လေးသေးသေးလေးညောင်ပင်လေးသေးသေးလေးကျွန်တော်ရိုးပြောမယ်ဖင်ကြီးဆောင်ကံပြစ်ချင်တာညောင်ပင်လို့မထွက်ရဘူးဗျငါနဲ့ဟာညနဲ့နာကြီးနဲ့ငယ်မှတ်တတ်တဲ့နောက်ကအာဟာပထမအခေယပါစောဒုတိယအခေယဖာဝထုတ်တတိယအခေယဘာလိုက်ချိုက်တန်ထွက်ရတယ်ညောင်ပင်ဟာဒုက္ခပဲဒီလူရှိနဲ့ကန်းတဲ့ဟာကိုဘာလို့မတတ်အောင်လုပ်ခဲ့တာပါလေညောင်ပင်နော်ချစ်တယ်ကြိုက်တယ်ချစ်စာလုံးတတ်ထွက်တဲ့နောက်ကတေဟာတာဝမှုလာမယ်ချစ်တယ်ကြိုက်ကာကြီးနောက်ကတေဟာလဲတေပဲခင်တေမင်းတေမဟုတ်ဘူးငါတတ်တဲ့နောက်ကတောင်းမှုပထမအခေယထဆင်သူဒုတိယအခေယတတိယခေယကဓာရွေးသာထွက်ရပါတယ်ဗျာခင်တေမင်းတေအောင်မလေးကောင်းလိုက်တဲ့စာပေပါခန့်ညံ့စာပေများမအောင်မိမနေပါနဲ့